အဲ့ဒါဘာအတန်လဲနောက်တစ်စက္ကန့်တွင်တောင်ထိပ်မှဆင်းလာသောအနက်ရောင်ရေလိုင်းကြီးတစ်ခုအလားတောင်ဆောင်အတိုင်းဒလာဟောဆင်းလာခဲ့သည်တမထွားချိုင်းပြီးကြီးမားလာသောအနက်ရောင်ဝက်900ကျော်သည်အုပ်ဆက်ယုံဘက်သို့ဒေါသတကြီးပြေးဝင်လာကြသည်ဝက်တကောင်စီသည်ကီလိုဂရမ်100ကျော်လေးလံပြီးကြောပြင်းကျဲကျဲနှင့်တောကောင်တကောင်ကဲ့သို့ခန့်ညားထိတ်လန့်ပွဲကောင်းလာသည်ထိုဝက်များကိုကြည်စမ်းပါဦးချင်းဟိုင်သည်သူမြင်တွေ့နေရသည်ကိုနားလေသည်ရိုက်ခတ်မှုမှာပြင်းထန်လုံးတစ်ဖြစ်ဆက်ယုံဤပျက်စီးယိုယွင်းနေသောအခြေအနေကိုပင်သူလုံးဝဂရုမစိုက်နိုင်တော့ပေဟိကောင်လေးဒီဝက်တွေကမင်းဝက်တွေလားတိုင်ဟုအနက်ရောင်ဝက်နဲ့တောဝက်မျိုးဆက်ထားတာလားခမည်းမျက်စိလင်နာပဲဝယ်ဖို့လာလားကျုပ်တတိပေးထားမယ်နော်ကျုပ်ဝက်တွေကဈေးမပေါ်ဘူးဒီမှာကြည့်ငါတို့ကမြို့တော်မှာရှိတဲ့ရှန်ဟိုင်းကြီးကလာတာအသားတာကောင်းမယ်ဆိုရင်ပတ်စံကပြဿနာမဟုတ်ဘူးဒါပေမဲ့လွတ်လွတ်လပ်လပ်မွေးမြူထားတဲ့ဒီဝက်တွေကလေ့ကျင့်ကန်အလွန်မင်းလုပ်ထားကြတယ်သူတို့မှာအသားကြီးပဲများပြီးအစီနဲတဲ့အသားက6တွေ့သွားဖို့အရန်လွယ်တယ်သူတို့ပုံစံကခန့်ညားနေပေမဲ့ပကံထဲရောက်သွားရင်တော့ငါတို့ဥက္ကဋ္ဌချင်းရဲ့စီစစ်မှုကိုအောင်မြင်မလားမသိဘူးရုံးခန်းထဲမှာအစီရင်ခံစာတွေပဲကြည့်ပြီးနေထိုင်ကြတဲ့ဒီလိုလူတွေက data အချက်လက်ကိုပဲယုံကြည်ကြတာအသားက6တလားနူးညံ့တလားဆိုတာမျိုးပေါ့ဒါဆိုဘာလို့မြည်မကြည့်ပဲတန်တရားရှင်းမထုတ်တာလဲခမ ्या ကပထမဆုံးမြည်စမ်းသူဖြစ်လာမှာပါဓာတ်ကိုလက်မှာကင်လိုက်သည်သွေးဖောက်သည်အရေးခွန်းနွားသည်ကလီစာထုတ်သည်အရာအလုံးသည်ကျွမ်းကျင်ချုံးမွေသောတွက်လက်မှုဖြင့်ပြီးမြောက်သွားသည်30မိနစ်တောင်မပြည့်ခင်မှာတင်အသားတော်၏အလှကိုမြင်လိုက်ရသောကြောင့်ချင်းဟိုင်အသက်ရှူမသွားရသည့်တာမန်ဝက်တွေမှာရှိတတ်သည့်လက်သုံးတစ်ခန့်ထူတဲ့သောအဖြူရောင်စီလွှာမျိုးလုံးဝမရှိပေအသား၏အယောင်မှာပထမကဲ့သို့ရင့်မဲ့သောအနီရောင်ဖြစ်ပြီးအံ့ဩဖွယ်မေပဲမဖို့အကွက်ပုံစံဖြစ်ပေါ်နေသောအဖြူရောင်အစီကြောလေးများရှက်နွယ်နေသည်ဒါမဖြစ်နိုင်ဘူးဒါမေပဲအစီကြောတွေပဲဒါတော့အမြင့်ဆုံးအဆင့် A5 အဆင့်အစီကြောတွေဒါတွေကကဘာပေါ်မှာဈေးကြီးဆုံးအစီကြောတွေပဲဒါကိုကဘာပေါ်မှာအကောင်းဆုံးအရေးသွေးရှိတဲ့ဝါကယူအမဲသားမှာပဲမြင်ဘူးတာဝက်တကောင်မှာဒီလိုမျိုးကြွတာအတွင်းအစီစိတ်ဝင်မှုအဆင့်ရှိနေဖို့ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲလေ့ကျင့်ခန်းအများကြီးလုပ်ထားတဲ့တောဝက်တကောင်မှာဒီလောက်အထိအစီတွေစိတ်ဝင်နေဖို့ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲဒါဇီဝဗေဒသဘောတရားနဲ့လုံးဝမညီဘူးခမ ्या သဘောမပေါက်သေးဘူးလားဒါကိုမိုက်ခရိုကေဟစနစ်စွမ်းအင်ကူးပြောင်းမှုလို့ခေါ်တယ်ကျုပ်ကသူတို့ကိုထင်းရှူတောထဲမှာပြေးလွှားခိုင်းပြီးအရေးပြားအောက်ကအစီတွေကိုလောင်ကျွမ်းစေတယ်ပြီးတော့တိုင်းရင်းဆေးပင်တွေနဲ့အချင်းဖောက်ထားတဲ့နှံစားသီးနဲ့အိတ်တွေကိုကျွေးတယ်အဲ့ဒီထဲမှာပါဝင်တဲ့အထူအမိုင်နိုအက်ဆစ်တွေကလက်တိုဘက်စီလက်စီရဲ့အကူအညီနဲ့ကြွက်သားမြင့်တွေတဲကိုဓာတ်ရိုက်စိတ်ဝင်သွားပြီးကြွက်သားတွင်းအစီတွေကိုဖြစ်ပေါ်စေတာအပြင်ဘက်ကကြည့်ရင်အသားကြီးပဲထင်ရပေမဲ့လှိဖြတ်လိုက်တဲ့အခါအစီကျုပ်ကွက်တွဒီနဲ့ပြင်းနေနေတာပေါ့ဒါကလင်းတုံးကအိတ်လုံးနီးလန်းလို့ခေါ်ပေမဲ့ကျုပ်3နှစ်တာအချိန်ယူပြီးအချောတက်ထားတဲ့နောက်ဆုံးပေါ်နည်းပညာပဲအလီးအတောက်ကောင်းတဲ့အတွင်ကျင်လဲလှတယ်ဒါပေမဲ့အသားရတာကောင်းမကောင်းဆိုတာကတော့မိဖို့တင်ချက်ကြီးမှာပဲနောက်ဆုံးဖြေထွက်မှာပါဟိကောင်လေးအနံ့ပြောက်အောင်ဟင်းချက်ဝိုင်မတုံးရင်ဝက်ရဲ့ညီနန်းကမင်းကိုပြုတ်အန်ကျင်လာစေလိမ့်မယ်ဒီလိုပဲချက်လိုက်ရင်တော့နှမျောစရာပဲစကားပင်မဆုံးသေးမီပြင်းထန်ပြီးမွေးကြိုင်လာသောရနက်တစ်ခုသည်စက်ယုံဝင်းတစ်ခုလုံးကိုလွှမ်းမိုးသွားခဲ့သည်ဝက်ညီနန်းဟူ၍အစအနများမရှိပေနိုးနံတင်းတင်းနှင့်ထင်းရှူးစေဤတာယာသောအချိုတက်လေးစိတ်ဝင်နေသည့်စစ်မှန်သောအသားရနံတတတာဖြစ်သည်အစီတက်ကရှာပေါ်တွင်ပောက်ကွဲထွက်သွားသည်အသားသည်ခိုင်မာတော်လဲနူးညံ့ပြီးအံ့ဩဖွယ်အရေးရွှမ်းသောထိတွေ့မှုကိုပေးစွမ်းသည်အကိုလဲစုစုပေါင်းဘယ်နှကောင်ရှိတယ်လဲ950လုံးကိုကျွန်တော်ယူပါမယ်ပေါက်ဈေးကိုထားလိုက်ပါ1ကီလိုကို100ပေးပါမယ်တွက်ကြည့်ရအောင်လောက်ချံဝက်တကောင်ကို250ကီလိုဝက်ကောင်ကြီး950တခင်ကြီးချင်းစုစုပေါင်း18.85တန်းကြပါတယ်ကုန်ကားတွေကိုအခုချက်ချင်းပစ္စည်းတင်ခိုင်းလိုက်တော့စည်ရင်းကန်ကိုအခုပဲငွေလွှဲခိုင်းလိုက်ပါမယ်တခင်ကြီးချင်း18တန်းဆိုတာအများကြီးလို့ထင်လို့လားအကိုလင်းဒါတကယ်မဟာစီးစိမ်ပဲပုံမှန်ဈေးထက်9ဆတောင်ပိုတာပါဒါပေမဲ့ကျွန်တော်စီကံအရာဒီဝက်တွေကိုဒီလိုမရောင်းနိုင်ဘူးပထမအချက်အကောင်လိုက်မရောင်းဘူးအစိပ်ပိုင်းလိုက်ပဲရောင်းမယ်ဝက်3ထပ်သားနဲ့ဝက်အောက်သားတွေကို1ကီလိုကို300တပြားမှမလျှော့ဘူးနံရိုးနဲ့ဝက်လက်တွေကို150ကလီစာတွေကိုတော့ကျွန်တော်ယူမယ်ဒုတိယအချက်ခမားတီးတက်မှုပိုင်ခွင့်လိုချင်ရင်ရပါတယ်ဒါပေမဲ့ကျွန်တော်ကခမားရဲ့ကုန်သွင်းသူမဟုတ်ဘူးခမားရဲ့မိဖက်ပဲဒီဝက်တွေကရှန်ဟိုင်းကြီးတဲကိုကျွန်တော်တစ်စိမ့်နဲ့ဝင်မယ်ကျွန်တော်30%ကော်မရှင်လိုချင်တဲ့အေးခန်းတဲယူပို့ဆောင်ရေးတားတက်ယုံနဲ့အသားနဲ့တာတွေအားလုံးရဲ့ကုန်ကြစည်ကိုခမားချက်ခံရမယ်ခမားယူနေတာလား1ကီလိုကို300ဟုတ်လားခမားရောက်နေတာအသားလားရွှေလားပြီးတော့ကော်မရှင်လဲတောင်းသေးတယ်ငါတို့ရှန်ဟိုင်းကြီးကဘာတူလဲဆိုတာခမားသိရလားအကိုလင်းခမားမှာတက်တိနဲ့မျှော်မှန်းချက်ရှိတာပဲသဘောတူတယ်ခမားပြောသလိုပဲလုပ်ရအောင်ဥပဒေရေးရာအဖွဲ့ကိုအခုပဲစာချုပ်ရေးခိုင်းလိုက်မယ်အခုကစပြီးခမားရဲ့နာမည်လင်းချမ်းကရှန်ဟိုင်းကြီးရဲ့ရွှေတစိမ့်ဖြစ်လာလိမ့်မယ်နိုင်ဝက်တောင်မပြည့်ခင်မှာပဲတန်းနှစ်ဆက်ကျော်တဲ့ပထမဆုံးငွေလွှဲမှုကကျွန်တော်ဘဏ်အကောင့်ထဲဝင်လာခဲ့တယ်ရှန်ဟိုင်းကြီးရဲ့အေးခန်းတည်ယူပို့ဆောင်ရေးအဖွဲ့ဟာအပြည့်စုံပြင်ဆင်ပြီးရောက်ရှိလာခဲ့တယ်မကြခင်တခရိုင်လုံးကိုလှုပ်ခါသွားစေမဲ့ဒီဝက်နဲ့တွေကိုသူတို့ဂရုတစိုက်ကင်တွယ်ခဲ့ကြတယ်လင်းတုံမထေမဲ့မြင်ပြခဲ့တဲ့ရှေးရိုးရနီလန်းတွေဟာဘယ်လိုလုပ်ပြီးဒုံဒုံမြည်တဲ့ငွေကြေးတွေဖြစ်လာခဲ့တယ်လဲဆိုတာကိုကျွန်တော်ဘေးကနေကြည့်နေခဲ့တယ်အဲ့ဒီအချိန်မှာပဲကျွန်တော်ဖုန်းမြည်လာခဲ့တယ်အမည်မသိနံပါတ်တစ်ခုဖြစ်ပေမဲ့ကျွန်တော်တို့မျိုးနယ်ကနံပါတ်ပါချမ်းငါမင်းရဲ့ဝမ်းကွဲအကူပါမင်းရဲ့ဝက်တွေမသေးဘူးလို့ပြီးတော့မင်းတယောက်တည်းပဲတဲယူရောင်းချခွင့်ရထားတယ်လို့ငါကြားတယ်လင်းတုံးရဲ့အတန်ထဲမှာသူကျွန်တော်စီပတ်စံ2000ပြစ်ပေးခဲ့တုန်းကလို့ထောင်လွှားမှုမျိုးမရှိတော့ပဲရိုက်နှက်ခံလိုက်ရတဲ့ခွေးတကောင်ရဲ့ညီးတွားတန်ပဲရှိတော့တယ်ဝမ်းကွဲအကူမင်းရဲ့ဝက်ချန်စီပြန်သွားရေထဲမှာမင်းကိုမင်းပြန်ကြည့်လိုက်ဦးဌာနမှုဝန်ရဲ့ဟော်မုန်းဆုပ်ထုတ်ခံထားရတဲ့ဝက်တွေနဲ့မင်းနဲ့မတူဘူးလားဆိုတာငါ့ကိုပြောစမ်းပါဦးသူ့စကားတန်ကြတော့ဖုန်းချလိုက်ပြီးအကောင့်ကိုချက်ချင်းဘလော့ပစ်လိုက်တယ်ကလေးစားတာပေါ်ရွက်စိတ်တွေကိုနင်းချေတဲ့အဆင့်ကိုကျွန်တော်ကြော်လွန်ခဲ့တာကြာပါပြီကျွန်တော်ရဲ့အကြည့်တွေကပုံမှုမြင့်မားတဲ့တောင်တန်းတွေစီမှာပဲရှိတော့တာပါတပတ်ကြာမှာတော့မြို့လေခေါင်ကရှန်ဟိုင်းကြီးရဲ့ပင်မဆိုင်ခွဲရှိမှာတန်းစီနေကြသူတွေအဆုံးမရှိအောင်များပြားနေခဲ့တဲ့ကုတ်အင်းကြီးဝက်ကားဆရာတွေနဲ့အတူရောက်လာတဲ့ကလေးထိန်းတွေတောင်ပါသေးတယ်ကားပါကင်တစ်ခုလုံးလဲမေဘက်ကြီးကလပ်နဲ့ပေါ်ရှယ်တွေနဲ့ပြည့်နေနေပြီးအားလုံးကလင်းမီသားစုရဲ့ Iberian ဝက်သားကိုရဖို့လူနေကြတာပါဒါကတားတက်ဆိုင်နဲ့တောင်မတူတော့ပါဘူးပထမဆုံးနေ့မှာပဲရှန်ဟိုင်းကရှားပါမှုနည်းဗျူဟာကိုအသုံးပြုခဲ့တဲ့1ကီလိုကို300တယောက်ကိုအများဆုံး2ကီလိုတရက်ကိုဝက်3កောင်ပဲရှန်ဟိုင်းကမြို့ရဲ့အကြီးဆုံးမျက်နှာပြင်ကြော်ညာဖုတ်ကြီးကိုတောင်ငှားရမ်းခဲ့ပြီးအကောင်ဆုံးအစားအသောက် influencer တွေရဲ့သုံးသက်ချက်တွေနဲ့အတူတထေးတွေကြားတဲ့ယူသွမှုတွေကိုစတင်လိုက်တော့တဲ့10မိနစ်တောင်မပြည့်ခင်မှာပဲအဲ့ဒီဝက်3កောင်ပြောင်းဆင်းအောင်ရောင်းထွက်သွားခဲ့တယ်
ကျွန်တော်ကအများကြီးရဖို့စိတ်နဲ့မြို့တော်စီမသွားခဲ့ပါဘူးဒီရက်ပိုင်းမှာမြို့ကကားသွင်းတဲ့အယောင်ဆိုင်တစ်ဆိုင်စီသွားခဲ့တယ်မြို့နယ်တွေက Ford Raptor 50အမြင့်ဆုံးပစ္စည်းစုံမျိုးစားကိုဝယ်ခဲ့တယ်အဲ့ဒါကတကယ်ကြောက်စရာကောင်းတဲ့ကားကြီးပဲကြောက်မက်ဖွယ်ကောင်းတဲ့စွမ်းအားနဲ့လွန်စွာမြင့်မားတဲ့ဆက်စပ်ပင်ရှင်းပါဝင်တာမို့ဝူလုံတောင်ရဲ့ရွှွန့်ညွန်တော်တွေကိုအလွယ်တကူဖြတ်တန်းနိုင်တယ်ဒါကလွတ်လပ်စွာမွေးမြူထားတဲ့မွေးမြူရေးချမ်းပိုင်ရှင်အဖြစ်ကျွန်တော်ရဲ့လှပဆန်းတစ်တဲ့ lifestyle နဲ့အဝင်ခွင့်ကြပါပဲအိမ်ပြန်ရောက်တော့ရှန်ဟိုင်းကကျွန်တော်စီဖုန်းဆက်လာခဲ့တယ်အကိုလီကျွန်တော်အသားမလောက်တော့ဘူးတကယ်ပါဘာမှမကြံတော့ဘူးမြို့တော်ကစီးပွားရေးသမားတွေဆိုဝက်သုံးထက်သားတလုံးရဘူးကျွန်တော်ရုံးခန်းထဲမှာပြဿနာရှာတော့မလို့ပဲနောက်ထပ်2កောင်လောက်ထပ်မပေးနိုင်ဘူးလားစီကန်းဆိုတာစီကန်းပဲခမားကရှားပါမှုနီးပြူဟာကိုတတ်မှတ်ထားတာအခုမှထုတ်လုပ်မှုကိုတိုးလိုက်ရင်အမတ်တစိရဲ့တိတ်ခါကိုထိခိုက်လိမ့်မယ်ဝက်နက်တွေရဲ့ကြီးထွားမှုတန်တရားကကြားတယ်ဒီ9ရက်ကိုရောင်းပြီးရင်နောက်တစ်တုပ်အတွက်ခမား2ဝက်လောက်စောင့်ရလိမ့်မယ်စိတ်အေးထားပါတထေးချမ်းဟုတ်ပါတယ်ခမားပြောတာမှန်ပါတယ်ခမားကခေါင်းအေးအေးနဲ့စိတ်တက်မှလာကြည်လားဒီစီးပွားရေးလောကထဲမှာတမန်ငါးကြီးဖြစ်ဖို့မွေးဖွားလာတယ်လို့ပဲဒါနဲ့အကူနောက်တစ်ချက်ခမားရဲ့ဝမ်းကွဲအကူလင်းတုံးရဲ့ပျက်စီးနေတဲ့ခြံကဝယ်သူကိုအသေးတန်ရှာနေတယ်လို့ကျွန်တော်သတင်းရထားတယ်အဲ့ဒီမြေကသူ့အချိန်တုန်းကမြို့နယ်အဆင့်အတီးပြုထားတာအခုတီးတက်စောင့်ကြည့်ရေးဆောင်ဖြစ်နေရင်တော့ခမားပေါ်ပေါ်နဲ့ဝယ်ထားပြီးနည်းနည်းလောက်ထိန်းထားရင်စီးပွားရေးအရာရွှေတွင်းကြီးပဲကျွန်တော်ကူညီပြီးဝယ်ပေးရလားမလိုပါဘူးချင်းကျွန်တော်ဟာကျွန်တော်ကင်တွယ်လိုက်ပါမယ်လင်းတုံးငါ့ကိုလှည့်စားဖို့မကြိုးစားနဲ့ဒီနေ့ဒီမြေကိုရောင်းပြီးငါရင်းနှီးမြုပ်နှံမှုမှာတီငွေ9 တန်းကိုပြန်မဆက်ရင်ဘာဖြစ်မယ်ဆိုတာမင်းသိတယ်နော်စိတ်မပူပါနဲ့ဒီနေ့ပဲမင်းကိုငါပေးပါမယ်